Hello Arsenal fan ညီကိုမောင်နှမအားလုံးပဲမင်္ဂလာပါကျွန်တော် Arsenal အသင်းရဲ့ဒီအပြောင်းရွှေ့ဈေးကွက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့အနေနဲ့အားမလို့အားမရဖြစ်နေမှာကတော့အသေးချပါပဲเนาะစိတ်ရှိပါညီကိုတို့ရေဘာလို့လဲဆိုလို့ရှိရင် Arsenal ကဒီနှစ်မှာလူကြီးများများတသားကိုခေါ်ယူမှာတော့မဟုတ်ဘူးတကယ်အရေးအသွေးရှိပြီးတော့အသင်းမှာအဝင်ငွေကြဖြစ်ပြီးတော့အသုံးဝင်မှာကစားသမားတွေကခေါ်ယူမှုပြုလုပ်မယ်ဆိုပြီးတော့တော်တော်များများကဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်ဗောနော်လောတဲ့အထက်အနေနဲ့ကတော့ကျွန်တော်တို့ဒီ Leandro Trossard ကြီးကတော့ကျွန်တော်တို့အာဆင်နယ်အသင်းကနေ3နှစ်ကြာပြီးတဲ့နောက်မှာတော့တူရီကလပ် Brexit အသင်းကိုပြောင်းရွှေ့လို့သွားပါပြီကျွန်တော် Brighton အသင်းက2023ခုနှစ်က Brighton အသင်းကနေပြီးတော့လူ24တန်းနဲ့ခေါ်ယူခဲ့တဲ့ Trossard ကဒီ3နှစ်အကြာကျွန်တော်အာဆင်နယ်အသင်းနဲ့ပွဲပေါင်း184ပွဲကစားပြီးတော့36ခုသွင်း34ခုဖန်တီးထားကအဝါကရှိကနီကတ်တကတ်နဲ့အတူအောင်မြင်မှုတွေအနေနဲ့ကပီးများလေးနဲ့ community တိုင်းဖလားရရှိပြီးတော့အာဆင်နယ်ကိုအကျိုးသက်ရောက်မှုပြုခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရမယ်အဲ့ဒီတော့မှဆိုလို့ရှိရင်ကျွန်တော်ဒီ Chelsea ကအသေးတံဖြတ်ခေါ်သွားလို့ကံကောင်းတယ်လို့ပြောလို့ရမယ်မူတွက်ကိုအာဒီတာကအသေးကြိုက်ခဲ့တာเนาะမူတွက်များတော့ကြောင့်မလို့ Leandro Trossard ကရောက်ရှိလာတယ်လို့ကျွန်တော်တို့ပြောလို့ရမယ်အဲ့ဒါကအာဒီတာအတွက်ဒါဒီကံကောင်းပြီးတော့ဖေးမခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရဘာလို့ဆိုမူတွက်ကပီးများလေးနဲ့အသားမကျတယ်လို့သူ့ရဲ့စတာတုံးနဲ့မှာပြရတဲ့စွမ်းဆောင်ရည်မျိုးကိုလည်းဒီ Chelsea နဲ့တူမပြသထားခြင်းမရှိဘူးပေါ့တကယ်လို့အာဆင်နယ်မှာဒါဆိုရင်ပြသကောင်းပြသနိုင်မယ်လို့တွေးရင်တွေးလိုက်မယ်ဒါပေမဲ့ပီးများလိမ့်မှာသူစော့နေတဲ့ပုံစံနဲ့သူ့ရဲ့ဒီ style of play ကဒီအာဆင်နယ်မှာဆိုလို့ရှိရင်ရုံးကန်အပွဲရှိတယ်ဆိုပြီးရှိကောင်းရှိနိုင်တယ်เนาะဒါတော့ကျွန်တော်ရဲ့ဒုတယောက်တည်းအမြင်ပါပဲเนาะကျွန်တော်အာဆင်နယ်အသင်းအနေနဲ့ဒီအဝင်ကစားသမားတွေဆိုလို့ဒီပီအောင်ဟင်ကပေးပေါ့เนาะဒါပြီးခဲ့တဲ့ရာသီကကျွန်တော်တို့ဒီအငားနဲ့လာကစားတဲ့အာဆင်နယ်အသင်းစီမှာအခုဒီနှစ်မှာတော့အပြီးသက်ဝယ်ယူလိုက်ပြီးဟင်ကပေးကိုနောက်ထပ်ဒီဘိုးသမားလေးပေါ့နော်အီလန်မက်စလီယာပေါ့လီယူနိုက်တက်အသင်းကနေပြီးတော့လှုပ်ပြောင်းရွှေ့ခြင်းနဲ့ဘိုးသမားလေးကိုလည်းကျွန်တော်တို့ခေါ်ယူလိုက်ပေါ့ဒီနှစ်ယောက်ပဲရှိသေးတယ်เนาะနောက်ထပ် main target တွေအနေနဲ့ဒီအခု Leandro Trossard ကလည်းထွက်သွားပြီးအဲ့ဘက်မှာအခုအတန်နေထွက်နေတဲ့ Morgan Roger တို့ဒီ Club Brugge ကဒီ Crystal Solid တို့သူတို့နဲ့တော့အတန်နေထွက်နေသေးတယ်အောင်တက်ဝင်လှုပ်ရှားတာမျိုးတော့ကျွန်တော်တို့မရှိသေးဘူးအခု Leandro Trossard လည်းအထွက်ပြပြီဆိုတော့တေချာတာကတော့အခုနောက်ရက်ပိုင်းမှာကျွန်တော်တို့စောင့်ကြည့်ရဖို့ရှိတယ်ပေါ့နော်နောက်ထပ်ဒီကွင်းလယ်ကစားသမားတွေအနေနဲ့အာဆင်နယ်အနေနဲ့၄ယောက်ကိုအခြေခံပြီးတော့ကွင်းလယ်ကိုပုံခုံမယ်ဆိုပြီးတော့မီခေအာဒီတာကပြောထားတာကိုကြည်ချင်းအဖြစ်တယောက်ကတော့အသေးချာပေါက်ခေါ်မှာအခုဆိုလို့ရှိရင်လည်းဘရူနိုဂူမာရီကလည်းဘရာဒီကလပ်ကနေပြီးတော့ဒီဝေါ်ကပ်ကနေဒီရှုံးပြီးတော့ထွက်လာတဲ့အချိန်မှာမြူကာဆေကလည်းဘရူနိုဂူမာရီကိုနော့ပေါ်ဆေးဆိုပြီးပြောထားသည့်တိုင်အောင်ကစားသမားကအာဆင်နယ်မှာအာဆင်နယ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့နျူကာဆယ်အနေနဲ့ကစားသမားကကိုယ်တိုင်ကသာလျင်ဒီအသင်းကိုအကြက်ကင်နေမယ်ဆိုလို့ရှိရင်နျူကာဆယ်အနေနဲ့ကရောင်းချသွားဝယ်ရရှိရပေါ့နော်ဂူမာလေးလိုချင်တယ်ဆိုလို့ရှိရင်အာဆင်နယ်အနေနဲ့လော်လန်နဲ့တော့ခေါ်ယူလို့ရမှာမဟုတ်ဘူးကလည်းအကြက်ကင်မှာဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ရဲ့ဒီတိုနာလီကလည်းဒီစပါးကိုပြောင်းရွှေ့သွားတာဖြစ်တဲ့သူတို့ကွင်းလယ်မှာဒီခိုင်မာတဲ့ကစားသမားတယောက်ကိုသူအခြေချနေမှာတော့အသေးချပဲတကယ်လို့ဘရူနိုဂူမာလေးကိုခေါ်မယ်ဆိုလို့ရှိရင်အာဆင်နယ်အနေနဲ့ဒီဂျေးကိုပို့ပြီးတော့နည်းနည်းပေးရပွေရရှိတယ်ပေါ့နော်နောက်ထပ်ဒီတပုတ်အနေနဲ့ကကျွန်တော်ဒီအာဆင်နယ်အသင်းကဂျူလီယန်အဲဗာတန်နဲ့အတန်နီထွက်နေတာကိုကျွန်တော်တို့ထပ်ပြီးတော့တွေးရတယ်ဒီဂျူလီယန်အဲဗာတန်ကကြတော့ဒီဟိုဘယ်လိုပြောမလဲဒီအက်တလက်တီကိုမက်ဒရစ်ကဘာစီလိုနာကိုသူကမယောင်းချင်ဘူးသူပြိုင်ဘက်အသင်းကြီးစီးရီးကလပ်လည်းဖြစ်တာနဲ့အညီပေါ့နော်သူဘာစီလိုနာခုံမဲ့လို့ရှိရင်မင်းတို့ဒီစာချုပ်ဖြစ်တဲ့ကြီးယူတန်း900ပေးရမယ်ဘာလဲအဲ့လိုအကြက်ကင်ထားတာမျိုးတော့ရှိတယ်ဘာစီလိုနာအနေနဲ့ကလည်းသူကဒီဖာရန်တော်ရက်ကိုသူကရောင်းချသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဖာရန်တော်ရက်ကိုရောင်းချလို့ရတဲ့ဒီငွေရနေပြီးတော့ဂျူလီယန်အဲဗာရက်ကိုခေါ်ယူဖို့ကျိုးပန်းကောင်းကျိုးပန်းသွားနိုင်တယ်ဒါပေမဲ့လည်းအာဆင်နယ်သားထဲထဲဝင်ရောက်ကမ်းလိုက်မယ်ဆိုလို့ရှိရင်ဘာစီလိုနာအာဆင်နယ်အပြိုင်ခေါ်မယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့အာဆင်နယ်ကအာတာချက်ရှိတယ်လို့ကျွန်တော်တို့ပြောလို့ရမယ်အဲ့ဒါဘာကြောင့်အာတာချက်ရှိလို့ဆိုလို့ရှိရင်ကစားသမားကိုနိုင်ကတော့ဘာစီလိုနာပြောင်းကျင်တာမှန်တယ်သူတို့ကလပ်အရှင်းချင်းမှာဖြစ်နေတဲ့ဒီတင်းမာမှုလေးတွေကြောင့်အာဆင်နယ်ကအခွင့်အရေးရှိတယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်နော်နောက်ဒီနောက်ထပ်တစ်ပုတ်အနေနဲ့ကတော့အာဆင်နယ်ကဒီကျွန်တော်ပြီးခဲ့တဲ့နှစ်မှာကြည့်မယ်ဆိုလို့ရှိရင် right back ပေါ့နော်ဒီဘန်ဝိုက်ကစားနေတဲ့ဘက်မှာဆိုလို့ရှိရင်ဘန်ဝိုက်ကလည်းနာဂျူလီယန်တင်ဘာကလည်းပြီးခဲ့တဲ့ရာသီမှာဒဏ်ရာတွေရတာဆိုတော့ကဟိုနောက်ထပ် right back တယောက်ကိုကျွန်တော်တော့ခေါ်လိုက်မယ်လို့တော့ထင်တယ်နော်ဘန်ဝိုက်ကလည်းဒီပွဲဒဏ်ရာတွေပြန်လာပြီးနောက်ပိုင်းမှာသူ့ရဲ့ဒီပုံမှန်ရှေ့ဆွမ်းကဒီခြေကို attacking လိုက်တာကတော့ကောင်းတယ်ဗျာနော်ဒါပေမဲ့သူ defensive ကတော်တော်လေးအားနေတာကိုကျွန်တော်တို့ခုနောက်ပိုင်းမှာတွေ့ရတာဖြစ်တဲ့အတွက် Mosquera ကလည်းအတွေ့အကြုံရကနည်းနည်းလိုအပ်ချက်ရှိတယ်အဲ့ဒါကကျွန်တော်ဒီ PSG နဲ့ final ပွဲမှာလည်းအတိတာပဲဗျာနော်သူ့ရဲ့ဒီမင်းချက်သေးတဲ့အမှားကနေပြီးတော့ကျွန်တော်တို့ penalty ပေးလိုက်ရတယ်အဲ့လိုအနေထားလေးရှိတဲ့အတွက်ဂျူလီယန်တင်ဘာကလည်းမကြာခဏဆိုလို့ဒဏ်ရာလေးတွေပြန်ပေါ်နေတာဖြစ်တဲ့အတွက်အဲ့ဘက်မှာလည်းအသစ်တယောက်ခေါ်လိုက်မယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဒီနေ့အပြောင်းရွှေ့ဈေးကွက်အနေနဲ့ကျွန်တော်အထင်ကတော့ကွင်းလေတယောက်တိုက်စစ်တယောက်ကခေါ်ကောင်းတော့ခေါ်လိမ့်မယ်ဘာလို့ဆိုလို့ရှိရင်ဒီ
ခေါ်ချင်မှလည်းခေါ်မှာပဲเนาะ Everton ကနည်းနည်းရာခိုင်နှုန်းနည်းတယ်လို့ကျွန်တော်ကတော့သုံးသပ်ရှင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်အထောင်တက်စစ်ဘီတာရိုကရက်ရှိတယ်ဂိုင်ဟာဘက်ရှိတယ်လိုအပ်လို့ချေအခုစပိန်မှာဂိုးတွေသွင်းပြနေတဲ့ဒီစူပါဆက်အနေနဲ့မီခေးမယ်ရီနိုကြီးလည်းရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့တိုက်စစ်ကအာတီတာအနေနဲ့မခေါ်လဲအဆင်ပြေတယ်ဗျာเนาะဒီကွင်းလင်နဲ့အဲ့ဘက်ဒီ rival ရှမ်းလီမာတာကျွန်တော်တို့ခေါ်မိမယ်ဆိုလို့ရှိရင်ဒါတော်တော်အဆင်ပြေတဲ့အနေထားရောက်ပြီးဒီက main target အနေနဲ့ကတော့ဘဲတောင်မှာပေါ့ဗျာเนาะဘဲတောင်မှာမာတင်နယ်လူလက်ထားကလပ်ဖရူဂီကဒီခရစ်စတိုဇိုလစ်ကိုလည်းခေါ်ယူလိုက်ပြီးတော့မော်ဂန်ရိုကြောင်လည်းခေါ်လိုက်လို့ရှိရင်ဒါပြည့်စုံတဲ့ကျွန်တော်တို့အာဆင်နယ်ခေါ်ယူမှုလို့ကျွန်တော်တို့သုံးသပ်လို့ရမှာပဲနောက်ထပ်ဒီကမ္ဘာဖလားနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ကျွန်တော်အာဆင်နယ်ကစားသမားတွေပါဝင်တဲ့အသင်းက3သင်းရှိပြီးတော့အာဂျင်တီးနားတစ်သင်းနဲ့ရင်ဆိုင်ရမယ်ကျွန်တော်တေချာတာကတော့တစ်ဖက်မှာအခုဒီစပိန်မှာဆိုလို့ရှိရင်မေယွန်ရှိမယ်ဒေးဗစ်ယာယာရှိမယ်ကျွန်တော်တို့ဇူဘီမန်နီရှိမယ်ဇူဘီမန်နီနဲ့ဒေးဗစ်ယာယာကတော့စပိန်မှာဒေးဗစ်ယာဆိုရင်လုံးဝမကစားတော့ကျွန်တော်တွေ့ရတယ်မနော်အားမရဘူးပေါ့ဗျာအားမရတော့လေဒီဦးနိုင်စီမွန်ကပေးကူကခုရှိမှာခုဆီမီဖိုင်နယ်ထိအောင်မှာသူကတကူပဲပေးထားတယ်ဆိုတော့ကနီးပြကဦးနိုင်စီမွန်ကိုဒီဒေးဗစ်ယာယာထက်လုံးဝယုံကြည်နေတာတရားရကန်လုံးပေးကြတယ်ဆီမီဖိုင်နယ်မှာရှုံးသွားရင်တော့ဒါကဒေးဗစ်ယာယာမသုံးလို့ဆိုပြီးတော့ကျွန်တော်တို့အရှင်ညာမပြောရမှာပေါ့နော်ဒါတော့ဟာတာနောက်ပြီးတော့ညီကိုတယ်နော်အခုမရီနိုကတော့စူပါဆက်အနေနဲ့စပိန်ကိုဒီပေါ်တိုဂီနဲ့ပွဲမှာလည်းဂိုးသွင်းတယ်လို့အခုဒီပြီးခဲ့တဲ့ပွဲမှာဆိုလို့ဘယ်ကျန်တဲ့ပွဲမှာဆိုလို့ရှိရင်သူကဂိုးသွင်းပြီးတော့ဆီမီဖိုင်နယ်ကိုပို့ထားပြီးမရီနိုကဒီတော်တော်လေးကိုမှအတင်းအတွက်အကျိုးပြုတဲ့ကစားသမားမရီနိုလည်းရှိတယ်ပါဝင်နေတဲ့ဒီတစ်ဖက်ကပြင်သစ်နဲ့တွေ့နေကျွန်တော်ဆာလီဘာခံစစ်ကြီးနဲ့ကတော့အဲ့မှာတွေ့ပြီပေါ့ဗျာเนาะကျွန်တော်ကတော့ပြင်သစ်နဲ့စပိန်ဘေးအသင်းမဲ့တက်တစ်ဖက်မှာမေရီနိုတက်မယ်ဆိုလို့ရှိရင်เนาะမေရီနိုပါတဲ့စပိန်အားပေးမှာဖြစ်သလိုတကယ်လို့ဒီပြင်သစ်တက်မယ်ဆာလီဘာကြီးတက်မယ်ဆိုတော့ကျွန်တော်ပြင်သစ်ကိုကျွန်တော်အားပေးရပွဲရှိရမလို့နောက်ဆုံးမှာဖိုင်နေကျွန်တော်ဒီအင်္ဂလန်အာဆင်နယ်ကစားသမား3ယောက်ပါဝင်တဲ့အင်္ဂလန်အသင်းကအာဂျင်တီးနားကိုကြော်ဖြတ်ခဲ့မယ်ဆိုလို့ရှိရင်အာဆင်နယ်ကစားသမားတွေထိတ်တိုက်တွေ့နေတဲ့ဘူလူပွဲကိုကျွန်တော်တို့ထပ်ပြီးတော့မြင်ရပွဲရှိရဆိုသုံးသပ်ရင်လည်းနောက်ဗီဒီယိုမှာပြန်လည်ဆုံးလို့ကြမှာညီကိုနော်အသေးတက်လာမှထပ်တွေ့ကြမှာညီကိုနော်အားလုံးကျေးဇူးတင်ပါတယ်